ကဲဒီနေ့ကျောင်းကဘာလဲဆိုရင် taxonomy in the study of biology เนาะ taxonomy ဆိုတဲ့အမည်နာမပေးတာကိုတဲ့ in the study เนาะလေ့လာပါတယ်ဘယ်မှာလဲဆို of biology เนาะ biology မှာဒီ taxonomy ဆိုတာကိုတဲ့ဘယ်လိုသုံးပြုလဲဆိုတာတော့ငါတို့ဒီနေ့လေ့လာပါမယ်เนาะကဲပရမတ်တစ်ချက်အနေနဲ့ဆိုရင် classification is essential เนาะ to biology classification เนาะအတန်းစားခွဲခြားခြင်းเนาะအမျိုးအစားခွဲခြားခြင်းဟာဆိုရင်လေ essential เนาะအရေးပါတယ်ဘယ်မှာလဲဆိုရင် to biology เนาะ biology မှာဆိုရင် classification လို့ပြောတဲ့အတန်းစားခွဲခြားခြင်းဟာဆိုရင် is essential အလုံးကိုပဲအရေးပါပါတယ်တဲ့မရှိမဖြစ်ကိုပဲဖြစ်ပါတယ် because ဘယ်ကြောင့်ဆိုလဲ there are too many different living things เนาะ there are ရှိပါတယ်ဘာရှိလဲဆို too many different เนาะအလုံးကိုပဲ too many နော် are too many အလုံးကိုများပြားတဲ့ different မတူညီတဲ့ living thing အသက်ရှင်နေတဲ့သက်ရှိတွေအများကြီးရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်တဲ့အဲ့လိုသက်ရှိတွေကို to sort out ဘာလို့လဲဆိုရင်ဖြည့်ရှင်းဖို့ရနော်အဲ့လိုမျိုးဖြည့်ရှင်းဖို့ရအတွက်အဲ့ဒီ biology မှာဆိုရင်ဒီမျိုးစားခွဲခြားခြင်းကတဲ့မရှိမဖြစ်ရေးပါပါတယ်တဲ့ဖြည့်ရှင်းဖို့ရမယ်လားဆိုမဟုတ်ပါဘူးတဲ့ and ပြီးတော့ compare နော်နှိုင်းယှဉ်ဖို့ရလည်းဖြစ်ပါတယ်တဲ့unless မရှိဘူးဆိုရင် they are organized เนาะ they are organized သူတို့ကိုစုစည်းထားမှုမရှိဘူးဆိုရင် into managerial category เนาะ managerial ဆိုတာစီမံခန့်ခွဲထားရမယ် category ကသူ့ရဲ့ကဏ္ဍအလိုက်เนาะအခန်းကဏ္ဍအလိုက်သူ့ကိုmanagerial ဆိုတာเนาะထိမ့်သိမ်းထားရမယ်ခန့်ခွဲထားမယ်เนาะ managerial ဆိုတာစီမံခန့်ခွဲထားဖို့မရှိဘူးဆိုရင်စီမံခန့်ခွဲသူ့အခန်းကဏ္ဍအလိုက်စီမံခန့်ခွဲထားဖို့မရှိဘူးဆိုရင်အဲ့ဒါတွေကိုတဲ့ compare နှိုင်းယှဉ်ဖို့ရလည်းသူခက်ခဲသွားမယ် sort of ဖြည့်ရှင်းဖို့ရလည်းခက်ခဲသွားမယ်တဲ့အဲ့လိုမျိုးကြောင့်ဖြစ်ပါတယ်တဲ့အဲ့ကြောင့်သူတို့ကိုတဲ့သူကသူ့ရဲ့အသက်ဆိုင်ရာအခန်းကဏ္ဍလိုက်အုပ်စုလိုက်နေဖွဲ့ထားမှသာလျှင်သူကသူတို့မှာမတူညီတဲ့သက်ရှိတွေကိုသူ sort of ဖြည့်ရှင်းလို့ရမယ် compare နှိုင်းယှဉ်ဖို့ရနှိုင်းယှဉ်လို့ရမယ်အဲ့ဒါကြောင့်တော့ပဲသူက classification ဆိုတဲ့အတန်းစားခွဲခြားခြင်းဟာတဲ့ biology မှာမရှိမဖြစ်အရေးပါပါတယ်တဲ့ပြီး cause and effective classification system in use နော် cause and effective သူကအကျိုးကျေးဇူးအများကြီးရှိနော် cause and effective အကျိုးပြုပါတယ်တဲ့ classification system in use နော် classification system လို့ပြောတယ်အတန်းစားခွဲခြားခြင်းဆိုတဲ့ဒီ system နော်စနစ်ကို in use အသုံးပြုခြင်းအပြင်တဲ့ cause and effective နော်အကျိုးကျေးဇူးတွေရှိပါတယ်တဲ့အကျိုးကျေးဇူးတွေရပါတယ် it is easier to organize နော် the idea နော် it is easier နော်ဒီအလုံးကိုကောင်းတယ်ပေါ့ to organize the idea နော်အဲ့ဒီ idea ဆိုရယ် to organize နော်ဒီဖွဲ့စည်းမဲ့ဆိုတဲ့ idea လေးနော် idea ဆိုတဲ့အတွေးလေး about organizing နော်တက်ရှိတွေကိုတဲ့အုပ်စုဖွဲ့မယ်ဆိုတဲ့အတွေးခေါ်လေးတဲ့အလုံးကိုရိုးရှင်းပါတယ်တဲ့ရိုးရှင်းပြီးတော့ရိုးရှင်းတဲ့အကြောင်းအရာလေးပဲဖြစ်ပြီးတော့တဲ့ and maze သူတို့ပြုလုပ်နိုင် generalization နော်သူတို့ရဲ့generalization လို့ပြောတဲ့ရေပူရလက္ခဏာရပ်တွေကိုကြည့်ပြီးတော့လည်းပဲတို့ကသူတို့ကိုဘာလုပ်နိုင်လဲဆိုအတန်းစားခွဲခြားနိုင်ပါတယ်တဲ့နော်အတန်းစားခွဲခြားနိုင်တာကိုတို့တွေ့ရပါတယ်တဲ့ပြန် the shan of နော် the shan of classification နော် shan လို့လည်းပြောတယ်တို့ skin လို့လည်း the skin of classification နော် the skin of classification the skin အစီအစဉ်ဘာလဲဆို of classification အတန်းစားဖွဲ့ခြားခြင်းဆိုတဲ့အစီအစဉ်ဆိုရင် has to be flexible လုံးကိုပဲလိုက်ရောညီထွေးမှုရှိပါတယ်တဲ့နော်အတန်းစားခွဲခြားခြင်းဆိုတဲ့အစီအစဉ်က has to be flexible နော်အလုံးကိုပဲလိုက်ရောညီထွေးမှုရှိပြီးတော့ allowing သူကခွင့်ပြုတယ်ဘယ်လိုလဲဆိုရင် newly အသစ်တော့ non discover ချဖို့တွေ့ရှိမှုပဲဘယ်လိုချဖို့တွေ့ရှိမှုလဲဆို living organism နော်အသက်ရှင်နေတဲ့သက်ရှိတွေနော် organism အသက်ရှိတွေအသက်ရှင်နေတဲ့သက်ရှိတွေကိုတဲ့အသစ်နော်အသစ်တော့ချဖို့တွေ့ရှိမှုတွေကိုသူ allowing ခွင့်ပြုပြီးတော့ to be attached ဆိုတော့သူ့ပေါင်းထည့်လို့ရပါတယ်တဲ့ဘယ်လိုလဲဆိုရင်ထပ်ဖြည့်လို့ရတယ်ဘယ်လိုလဲဆိုရင် into the skin ဆိုတဲ့တို့အစီအစဉ်ဘာအစီအစဉ်လဲဆိုတော့အတန်းစားခွဲခြားခြင်းအစီအစဉ်တွေကိုသူ့ကိုခက်ပြီးဖြည့်သွင်းလိုက်မယ်ဆိုရင်တဲ့ where they fit best နော်သူတို့ကအကောင်းဆုံးတိုက်ညီမှုရှိနေတာကိုတွေ့ရပါတယ်တဲ့နော်သူတို့အတန်းစားခွဲလိုက်တဲ့အခါမှာဒီသက်ရှိတွေကအသစ်တော်သက်ရှိတွေဖြစ်နေတယ်ဆိုတာကိုတို့ကဆက်ပြီးတော့တွေ့ရှိရတယ်တဲ့အဲ့လိုတွေ့ရှိမှုတွေကလည်းပဲတဲ့ where they fit best နော်သူတို့နည်းနည်းအကောင်းဆုံးနော်ဒီလိုအကောင်းဆုံးတိုက်ညီမှုရှိနေတာကိုတွေ့ရဘုံပေါ်မှာပြောရရင်ဘယ်လိုလဲဆိုရင်တို့ရှာဖွေတွေ့ရှိလိုက်တဲ့တက်ရှိတစ်ကောင်အဲ့ဒီတက်ရှိတစ်ကောင်ကိုနော်တို့က
အတန်းစားခွဲခြားခြင်းเนาะ taxonomy လို့ပြောတဲ့အမျိုးအစားခွဲခြားခြင်းအမိသားမပေးခြင်းเนาะအဲ့လိုမျိုးအစီအစဉ်နဲ့ခွဲခြားလိုက်တဲ့အခါမှာเนาะဒီတက်ရှိကငါတို့တည်ထားတဲ့တက်ရှိမဟုတ်ဘဲနဲ့နောက်လည်းအသစ်တစ်တော့ချဖို့တွေ့ရှိတဲ့တက်ရှိတစ်ခုပါလားဆိုတာကိုငါတို့ကသိလိုက်တယ်เนาะအဲ့လိုသိလိုက်တာဖြစ်တဲ့အတွက်တဲ့အဲ့ဒါကြောင့်မလို့တဲ့ဒီလို classification ပဲ assistant ကเนาะအတန်းစားခွဲခြားခြင်းဆိုတဲ့အစီအစဉ်အရဆိုရင်တဲ့ where the first bet နဲ့အကောင်းဆုံးကိုက်ညီမှုရှိနေတာကိုတွေ့ရပါတယ်တဲ့အဲ့လိုမျိုးအသစ်တစ်တော့ချဖို့တွေ့ရှိမှုရဲ့အတွက်အကောင်းဆုံးကိုက်ညီမှုရှိနေတာကိုငါတို့တွေ့ရပါမယ်တဲ့နောက်တစ်ချက်အနေနဲ့ဆိုရင် as living and extinct species not are related เนาะ as living เนาะအသက်ရှင်သက်ရှိတွေပြီးတော့ extinct species เนาะမျိုးတုံးလုံးမဲ့ extinct ဆိုတာမျိုးတုံးလုံးမဲ့ species မျိုးစိတ်တွေเนาะမျိုးတုံးလုံးမဲ့မျိုးစိတ်တွေဒီ living ဆိုတဲ့အသက်ရှင်တဲ့သက်ရှိတွေကဲ့သို့သောသက်ရှိတွေရာဆိုရင်ပဲလဲပဲတဲ့ဒီလိုတန်းစားခွဲခြားခြင်းအစီအစဉ်နဲ့ဗာလဲဆိုရင် are related เนาะဆက်ဆက်နေတာကိုတို့တွေ့ရပါတယ်เนาะဆက်ဆက်နေတာကိုတွေ့ရပါတယ်တဲ့ဆက်ဆက်နေတာကိုတွေ့ရပြီးတော့ဒီဆောနာနောက်တဲ့ဘာလို့လဲ fossil เนาะ fossil လို့ပြောတဲ့ကျောက်ဖက်ရုပ်ကျွန်းတွေအဲ့ဒီရောကျောက်ဖက်ရုပ်ကျွန်းတွေကိုလည်းပဲတဲ့ should also be consider เนาะလို့ထည့်သွင်းစဉ်းစားပါမယ်တဲ့ဘယ်လိုလဲဆိုရင် and this skin ဆိုလဲတို့အခုလိုအမျိုးအစားအတန်းအစားခွဲခြားခြင်းအစီအစဉ်မှာတို့ဒီ fossil ဆိုတဲ့ကျောက်ဖက်ရုပ်ကျွန်းတွေနဲ့တို့ထည့်သွင်းစဉ်းစားပြီးတော့တို့အမျိုးအစားအတန်းအစားခွဲခြားဖို့မယ်ပြီးရင်အမည်နာမပေးမယ်เนาะအဲ့လိုအမည်နာမပေးတယ်ဆိုတဲ့အစီအစဉ်တွေကိုလည်းပဲတဲ့ဒီအဲ့ဒီမှာဒီ fossil ဆိုတဲ့ကျောက်ဖက်ရုပ်ကျွန်းအကြောင်းအရာတွေကိုလည်းပဲတို့ထည့်သွင်းစဉ်းစားသင့်ပါတယ်ဆိုတာကိုပြောထားပါเนาะကဲနောက်ထပ်ဘာလေးလဲဆိုရင်နောက်ထပ်အချက်ကဘာလဲဆိုရင် the process of classification နော် the process of classification နော် classification လို့ပြောတဲ့အမျိုးအစားခွဲခြားခြင်းအတန်းစားခွဲခြားခြင်း process ဖြစ်စဉ်မှာဆိုရင် involves ပါဝင်တယ်နော်အောက်မှာပြထားတဲ့အချက်ကလေးတွေပါဝင်ပါတယ်တဲ့ဘာကြောင့်အဲ့လိုပါဝင်လဲဆိုရင် given every organism နော် given ဆိုတာပေး every နော် every organism တက်ရှိတိုင်းเนาะတက်ရှိတိုင်းပေးပါတယ်ဘာလဲဆို an agreed name เนาะသူတို့ ਨੇ သက်ဆိုင်တဲ့သူတို့ရဲ့အမည်တစ်ခုပေးတယ်เนาะသူတို့ ਨੇ ကိုက်ညီတဲ့သူတို့လက်ခံနိုင်တဲ့အမည်တစ်ခုကိုပေးတာကိုတို့ကဘာလို့ပြောလဲဆိုရင် taxonomy လို့ပြောတယ်เนาะအဲ့လို taxonomy လို့ပြောပါတယ်တဲ့အကြောင်းတက်ရှိတိုင်းကိုသူတို့ ਨੇ ကိုက်ညီတဲ့အမည်တစ်ခုကိုပေးတယ်เนาะတန်းစားခွဲခြားခြင်းဖြစ်စဉ်မှာဆိုရင်အဲ့လိုမျိုးအမည်တစ်ခုကိုပေးပါတယ်เนาะအဲ့လိုမျိုးပေးတဲ့အတွက်ဒါကဘာလဲဆိုရင် taxonomy ပါပဲတဲ့အဲ့တော့ဘာလဲဆိုရင် placing အဲ့လိုအမည်ပေးပြီးဆိုရင်placing ဆိုတာထားမယ် the organism တက်ရှိတွေကိုတဲ့ into a group เนาะအုပ်စုတစ်ခုထဲမှာထားမယ်ဘယ်လိုထားမလဲဆို based on အခြေခံပြီးတော့ဘယ်လိုအခြေခံလဲဆို the common characteristic เนาะ common ဆိုတာပုံတူညီတဲ့ characteristic ဝိသေသလက္ခဏာเนาะသူတို့မှာပုံတူညီတဲ့ဝိသေသလက္ခဏာတွေပေါ့အခြေခံပြီးတော့သူတို့အုပ်စုတစ်ခုတည်းကိုထားလိုက်ပါမယ်တဲ့เนาะအဲ့လိုအုပ်စုတစ်ခုတည်းထားမယ် is share เนาะအဲ့ဒီ is အဲ့ဒါလေ is ဆိုတာဘာပြောလဲဆိုအဲ့ဒီပုံတူညီတဲ့လက္ခဏာရပ်တွေဆိုရင်လည်း share เนาะမျှဝေပါ with other in the group เนาะအခြားသောအုပ်စုတွေเนาะအခြားသောအုပ်စုတွေထဲမှာလည်းပဲဒီလိုပုံတူညီတဲ့လက္ခဏာရပ်တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကိုငါတို့ကအုပ်စုတစ်ခုအနေနဲ့ဖွဲ့စည်းပြီးတော့ထားလိုက်ပါမယ်တဲ့เนาะအဲ့လိုမျိုးထားခြင်းရဆိုရင်လည်းပဲတို့ကဘာလဲဆိုရင်ဝိသေသလက္ခဏာတွေเนาะအဲ့လိုမျိုးထားခြင်းရဆိုလဲတို့ taxonomy ရဲ့ဘာလဲဆိုရင် process ဖြစ်စေခဲ့တို့မဟုတ် taxonomy ရဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးဆရာကဥပမာလေးနဲ့ပြောမယ်ဆိုရင်ဥပမာလူမှာဆိုလို့ရှိရင်လူတိုင်းမှာခေါင်းပါတယ်လက်ပါတယ်ခြေထောက်ပါတယ်မျက်စိပါတယ်เนาะမျက်စိပါတယ်အဲ့တော့စကားပြောနိုင်တယ်အားကြောင့်မလို့လူကိုအားလုံးကိုအဲ့လိုမျိုးလက္ခဏာရရှိတဲ့လူတွေအားလုံးကိုတို့ကဘာလို့ခေါ်လဲဆိုရင်လူလို့ခေါ်တယ်เนาะအဲ့လိုပဲဒါပေမဲ့တချို့ရက်ပူတယ်ရက်ရှည်တယ်အဲ့ကြောင့်ရက်ပူလို့သူ့လူမဟုတ်ဘူးเนาะရက်ရှည်လို့လူမဟုတ်ဘူးလို့သူ့ကိုတတ်မှတ်လို့မရဘူးဒါပေမဲ့သူတို့မှာဘာလဲဆိုရင်ပုံတူညီတဲ့လက္ခဏာရပ်တွေရှိတယ်သူတို့ရဲ့ရုပ်အစွမ်းသွင်းပြီးเนาะမျက်လုံးเนาะနှာခေါင်းပြီးရင်သပင်လက်ရှည်เนาะဒီလိုမျိုးလူရဲ့နော်လူတို့တတ်မှတ်ထားတဲ့အင်္ဂါအရေးရှင်းနေနဲ့လူတိုင်းမှာတူညီတာရှိတယ်ပုံတူညီတဲ့လက္ခဏာလူတိုင်းမှာပါနေတဲ့လက္ခဏာနော်အဲ့လိုလက္ခဏာရတဲ့ကြောင့်တို့အားလုံးကိုနော်ဒူလို့အဲ့လိုတတ်မှတ်လိုက်တယ်နော်အဲ့လိုမျိုးတတ်မှတ်လိုက်တဲ့အတွက်အခုလိုပြောချက်အဲ့လိုမျိုးပဲဒီအချက်ကလေးရဆိုရင်လည်းပဲတဲ့သူတို့ရဲ့ပုံတူညီမှုပေါ်ပို့တည်ပြီးတော့အခြားသောအုပ်စုတွေမှာလည်းအဲ့လိုတူညီတယ်ဆိုရင်သူတို့အုပ်စုတစ်ခုအဖြစ်ဖွဲ့ပြီးတော့ထားလိုက်ခြင်းပဲဖြစ်ပါတယ်တဲ့အဲ့လိုထားလိုက်ခြင်းရလည်းပဲ taxonomy ထဲမှာပါပါတယ်တဲ့နော်အဲ့လို taxonomy ရဲ့အစီအစဉ်ထဲမှာပါတယ်ဆိုတာကိုတွေ့ရပါတယ်